ဒီနေ့ခေတ် heavy duty engine တွေကစွမ်းဆောင်ရည်ပုံမှန်မြန်မာတာကြောင့်ဒီစွမ်းဆောင်ရည်တွေကိုအပြည့်အဝအသုံးချနိုင်မှုဆိုရင်တော့ရေသွေးကောင်းမွန်တဲ့ engine wine တွေအသုံးပြုဖို့လိုအပ်ပါတယ်ခင်ဗျာ Mobil Debit Modern 1540 CI4 ကတော့အဆင့်မြင့် scientific technology ကိုအသုံးပြုထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ခေတ်မီ diesel engine တွေရဲ့လိုအပ်ချက်ကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်ပြီးတော့ပူချိန်နဲ့ဖိအားတံကိုကောင်းစွာခံနိုင်ခြင်း engine အတွင်းပိုင်းပွန်းစားမှုကိုအကောင်းဆုံးကာကွယ်ပေးပြီး engine ကိုတန့်ရှင်းစေခြင်းအမြတ်မောင်းနေခြင်းအနှေးမောင်းနေခြင်းနဲ့ရနာခြင်းစတဲ့အပြောင်းလဲတွေမှာလည်း engine ကိုအကောင်းဆုံးကာကွယ်ပေးပြီး engine သက်တမ်းကိုကြာရှည်စေပါတယ်ခင်ဗျာဒါအပြင် API CI4 ACE E7 သတ်မှတ်ချက်တွေနဲ့ကိုက်ညီတာကြောင့်တာဝူချာချာပါဝင်တဲ့ diesel engine သုံးကားတွေကွန်မိုရေးစနစ်ပါဝင်တဲ့ diesel engine သုံးကားတွေဆောက်လုပ်ရေးစိုက်ပျိုးရေးလုပ်ငန်းသုံးချက်ရန်တရားတွေ generator တွေနဲ့သမောတွေအထိဆွဲရုံကောင်စိတ်ကြိုက်မောင်းနှင်ဖို့အတွက်ဆိုရင်တော့နှစ်ပေါင်း100ကျော်သက်တမ်းရှိတဲ့ Debit Modern 1540ကိုအသုံးပြုကြည့်လိုက်ပါခင်ဗျာ